ကဲဒီပါခွတ်တယ်ဟိုတေးပင်းထည့်ထားတာပေါ့နော်ဒါဒီလိုလေးပေါ့နော်ခွတ်ကဲအဲ့ဒါလောက်ကြည့်ပါခွတ်တယ်ဟိုတေးပင်းပတ်တာပြဒီမှာခဏတော့ဒီပုံစံတိုင်းလောက်အောင်ပါဟုတ်တယ်အမကြီးနော်ခွက်ကမှာအမကြီးနော်ခိုင်းရအမကြီးနော်ဟာခိုင်းမှာဘယ်လိုထည့်လိုက်တာကဲဒီတရင်ခွန်းနဲ့ဒီခွက်ပေါ့နော်သူပြရတဲ့အတိုင်းထည့်မယ်ဆိုတော့ဘယ်လိုထည့်မယ်ကျွန်တော်မနေ့စမ်းကြည့်ထားရတယ်ဒီမှာလွယ်တော့နီးပြီးသွားရင်လွယ်သွားတယ်ပေါ့နီးမသိခင်တော့လှုပ်လိုက်ရတာကျွန်တော်မှရှုပ်ခိုင်းတာပဲအခုတော့ရောက်သွားပြီနည်းကြိုးစားကြည့်တာအဲ့လိုလေဒီလိုလေမြင်လားသူပြတဲ့အတိုင်းပဲဒီမှာနီးမသိခင်ကတော့နည်းနည်းလေးတော့ခက်တယ်လို့ရတာအခုတော့လွယ်သွားပြီโอเค